တိရှိရှိနဲ့ပြည်သူအကျိုးအတွက်စွန့်စားပါစွန့်လွတ်ပါစွန့်စားခြင်းစွန့်လွတ်ခြင်းဆိုတာဟာအမြင့်မားဆုံးတတ္တိပါဖေဖေကလည်းပြောခဲ့ဘူးပါတယ်လုံရဲတယ်ဆိုတာတကယ်တတ္တိမဟုတ်ဘူးခံရဲတယ်ဆိုတာတကယ်တတ္တိတဲ့ခံရဲတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့ကိစ္စတွေအတွက်လှုပ်ခြင်းအပြင်ဖြစ်လာမဲ့ရလဒ်တွေကိုရင်ဆိုင်ရဲတာခံရဲတာကိုဆိုလိုတာဖြစ်ပါတယ်အများတော့ယုံကြည်မှုဆိုတာဟာအခုကွဲပြားနေတဲ့အစုအဖွဲ့တွေကြားထဲမှာယုံကြည်မှုရအောင်လုပ်ခြင်းလို့ပဲနားလည်ကြပါတယ်ကျမကတော့အရေးအကြီးဆုံးယုံကြည်မှုဆိုတာကိုယုံကြည်ခြင်းလို့ပဲကျမဒီလိုပဲသတ်မှတ်ပါတယ်ကိုယုံကြည်မှုမရှိဘဲနဲ့အခြားအစုအဖွဲ့ပုဂ္ဂိုလ်တွေကိုယုံကြည်ဖို့ဆိုတာဟာမလွယ်ပါဘူးဒါကြောင့်ပထမဦးဆုံးယုံကြည်မှုဆိုတာကိုယုံကြည်မှုကိုအားမွေးကြပါရှင်သန်အောင်လို့လုပ်ကြပါသမိုင်းဆိုတာဟာဘယ်သူမှယုံထွက်လို့မရတဲ့ကိစ္စအရာတစ်ခုဖြစ်ပါတယ်ကျမတို့ဟာသမိုင်းတွင်တဲ့လုပ်ငန်းတစ်ခုလုပ်ဖို့ကြိုးစားနေကြတာပါဒီမျိုးဆက်ဒီချိန်ဒီတစ်ခါမှာကျမတို့ရဲ့ပြည်ထောင်စုသမိုင်းခိုင်မြဲသွားဖို့လှပလင်းလက်သွားဖို့လုံနိုင်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေမှာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ဒီအကျိုးတွေကိုအပြည့်အဝခံစားကြမှာဖြစ်ပါတယ်ဘာမှတော့လွယ်နဲ့မရပါဘူးကိုယ့်ရဲ့စွမ်းအင်နဲ့ကိုယ့်ရဲ့ထက်မြက်မှုနဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကိုရယူပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်အောင်သွားနိုင်တဲ့တောင်းသွားနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကိုပြုစုပြောထောင်ကြပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ပြည်သူလူထုအားလုံးကတော့ငြိမ်းချမ်းရေးလိုချင်ပါတယ်တာမန်ပြည်သူတွေထဲမှာငြိမ်းချမ်းရေးမလိုချင်တဲ့လူရဲ့လို့မရှိဘူးလို့ကျမကတော့ယုံကြည်ပါတယ်ပြည်သူများဟာမိမိတို့ဘဝတွေငြိမ်းချမ်းမှုတိုးတက်ဖို့မိမိတို့ရဲ့သားတွေမြေးတွေနောင်လာမဲ့မျိုးဆက်တွေအေးချမ်းစွာနေနိုင်ဖို့အတွက်မလိုလားပဲရှိကြပါမလားဒီပြည်သူရဲ့စွမ်းအားတွေကိုကျမတို့စုစည်းနိုင်မယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံဟာမတိုးတက်နိုင်စရာအကြောင်းဘာမှမရှိပါဘူးကျမတို့ရဲ့စင်ကြင်တုံတရားနဲ့ညီညွတ်မှုနဲ့တတ္တိနဲ့ဒီဟာတွေကိုကျမတို့ကျော်လွှားနိုင်ပါတယ်ဒီလိုကျော်လွှားဖို့ကြိုးစားခြင်းဟာလေကျမတို့အားလုံးရဲ့အရေးချင်းတွေကိုအရေးအသွေးတွေကိုပုံပြီးတော့ထက်မြက်လာအောင်လို့အားပေးတယ်လို့ကျမတို့ဒီလိုသတ်မှတ်လို့ရပါတယ်ကျမတို့အားလုံးဟာကိုယ့်ဘဝလွဲလို့တခြားဘာအတွင်းမှာကိုတာဝန်မယူနိုင်ပါဘူးအားလုံးဒီမှာရှိနေတဲ့ပုံကိုများဟာတစ်ချိန်တစ်ခါကြာရင်ပပျောက်သွားကြမှာဖြစ်ပါတယ်ဒီတော့ဘာကြံခဲ့မလဲဆိုတော့ကျမတို့ရဲ့သမိုင်းအမွေနှစ်တွေကတော့ကြံခဲ့မှာပါဒီတော့နောင်လာနောက်သားတွေအတွက်ကောင်းမွန်တဲ့အမွေနှစ်တွေကိုထားခဲ့ပါမိဘကောင်းများဆိုတာဟာပစ္စုပန်ကိုပဲမကြည့်ပါဘူးအနာဂတ်ကိုကြည့်ပါတယ်ဒီအတိုင်းပဲကျမတို့နိုင်ငံအကျိုးအတွက်လုပ်တဲ့အခါမှာကျမတို့ကိုပြည်သူပြည်သားတွေကချစ်စေခြင်းလို့ထောက်ခံစေခြင်းလို့လုပ်နေတာလားကျမတို့ကပြည်သူပြည်သားတွေကိုချစ်လို့ပြည်သူပြည်သားတွေရဲ့အနာဂတ်ကောင်းစေခြင်းလို့လုပ်နေတာလားဆိုတာကျမတို့ကအားလုံးရဲရဲဝံ့ဝံ့နဲ့ကိုသုံးသပ်ဖို့လိုပါတယ်